2024-25 ရာသီမှာအာဆင်နယ်အသင်းကပရီးမီးယားလိ FA ဖလား EFL ဖလားနဲ့ UEFA ချန်ပီယံလိတို့ကိုပြိုင်ပွဲစုံမှာပါဝင်ရှင်ပြိုင်ခဲ့တဲ့အတွက်အလုံများခဲ့တဲ့ရာသီတစ်ခုကိုဖျက်ဆီးခဲ့ရပြီးတော့မမိနိုင်စရာကောင်းတဲ့အဖြစ်အပျက်တွေနဲ့ဆုံးသက်ခဲ့ရပါတယ်။ပထမဆုံးကျွန်တော်တို့ပရီးမီးယားလိအကြောင်းပြောပါမယ်။အာဆင်နယ်ကပရီးမီးယားလိချန်ပီယံဆုအတွက်အစွမ်းကုန်စူးစမ်းရှင်ပြိုင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ဒုတိယနေရာနဲ့ပဲကျင်းပခဲ့ရပါတယ်။ရာသီစမှာ Wolf ကို 2-0, Aston Villa ကို 2-0 နဲ့ Tottenham ကို 1-0 နဲ့အနိုင်ရခဲ့တာကြောင့်အင်အားကောင်းတဲ့အဖွင့်ကိုရရှိခဲ့ပါတယ်။စက်တင်ဘာလမှာတော့ Man City နဲ့အဝေးကွင်းမှာတူတူတည်ရကြခဲ့တယ်လို့အော်တိုဘာလမှာလည်းပဲ Liverpool နဲ့အိမ်ကွင်းမှာတူတူတည်ရကြခဲ့တာတွေကဒီထိပ်တန်းပြိုင်ဘက်တွေနဲ့ရင်ဆိုင်တဲ့နေရာမှာအခက်အခဲရှိနိုင်ကြောင်းပြသခဲ့တာဖြစ်ပါတယ်။အော်တိုဘာလမှာတော့ဘုံမောက်ကိုအဝေးကွင်းမှာ0-2နဲ့ရှုံးနိမ့်ခဲ့တာကမမျှော်လင့်စရာကောင်းတဲ့ရလဒ်တစ်ခုဖြစ်ခဲ့ပေမဲ့ဒီ Christmas ပွဲ Manchester United ကိုအိမ်ကွင်းမှာတော့2-0နဲ့အနိုင်ရရှိခဲ့တာကတော့အရေးပါတဲ့အောင်ပွဲတစ်ခုဖြစ်စေခဲ့ပါတယ်။နေ့သက်မှာတော့ Brentford ကိုအဝေးကွင်းမှာ3-1နဲ့ Tottenham ကိုလည်းအဝေးကွင်းမှာ2-1နဲ့ဇက်တိုက်အနိုင်ရရှိခဲ့ပေမဲ့ဖေဖော်ဝါရီလမှာ West Ham ကိုအိမ်ကွင်းမှာ1-0နဲ့ရှုံးနိမ့်ခဲ့တာကအိမ်ကွင်းမှာရလက်မတည်ငြိမ်မှုတွေကိုပြသခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဖေဖော်ဝါရီလရဲ့အထူးခြားဆုံးပွဲစဉ်ကတော့ Manchester City ကိုအိမ်ကွင်းမှာ9ပြတ် 5-1 နဲ့အနိုင်ရရှိခဲ့တာဖြစ်ပြီးတော့ချန်ပီယံပြိုင်ပွဲမှာဇောက်ချဖို့အလားအလာကောင်းတွေကိုပြသခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Crystal Palace နဲ့တူတူတည်ရကြခဲ့တယ်လို့ဧပြီလနောက်ပိုင်းမေလအစောပိုင်းမှာဘုံပေါက်ကိုအိမ်ကွင်းမှာ1-2နဲ့ရှုံးနိမ့်ခဲ့ရတာတွေကချန်ပီယံဆုတဲ့ရုံးကန်တဲ့နေရာမှာနောက်ပြန်ဆုတ်စီခဲ့တယ်လို့ပြောရပါလိမ့်မယ်။ကျန်ရှိနေသေးတဲ့အဓိကပွဲစဉ်တွေဖြစ်လီဗာပူးနဲ့ဆောက်သမ်တန်ကိုအဝေးကွင်းမှာကစားမှာဖြစ်ပြီးနယူကာဆယ်ယူနိုက်တက်ကိုတော့အိမ်ကွင်းမှာလက်ခံကစားသွားဖို့ရှိနေပါတယ်။ဒီရာသီမှာအာဆင်နယ်အတွက်ဂိုးအများဆုံးသွင်းယူထားသူကဂိုင်းအာဗတ်ဖြစ်ပြီးတော့စုစုပေါင်း6ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။အာဆင်နယ်ရဲ့အိမ်ကွင်းခြေစွမ်းကပရိသတ်ရဲ့အားပေးမှုကြောင့်မလို့အများအပြည့်ကောင်းမွန်ခဲ့ပေမဲ့အဝေးကွင်းမှာတော့အရေးပါတဲ့နိုင်ပွဲတွေကိုရရှိခဲ့တယ်လို့စိတ်ပျက်စရာရှုံးပွဲတွေကလည်းရောထွေးနေပါတယ်။နောက်တစ်ခုကကျတော့အာဆင်နယ်တင်းက FA ဖလားပြိုင်ပွဲမှာတော့မျှော်လင့်ထားသလောက်ခြေစွမ်းမပြနိုင်ခဲ့ဘဲနဲ့စောစီးစီးထွက်ခွာခဲ့ရပါတယ်။စတုဒ္ဓအဆင့်မှာပြိုင်မဲ့တင်းနဲ့အိမ်ကွင်းမှာရင်ဆိုင်ခဲ့ရပေမဲ့အနိုင်ရရှိဖို့ရုန်းကန်ခဲ့ရပြီးနောက်ဆုံးမှာတော့1-0ဆိုတဲ့ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့်မလို့ပြိုင်ပွဲကနေပြီးတော့ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ဒီရှုံးပွဲကတော့အသင်းအတွက်ကောပရိသတ်တွေအတွက်ပါစိတ်ပျက်စရာကောင်းလွန်းလာတဲ့ရလဒ်တစ်ခုဖြစ်ခဲ့ပြီးတော့ဒီပြည်တွင်းဖလားတစ်လုံးကိုလက်လွတ်လိုက်ရတယ်လို့မျိုးခံစားခဲ့ရပါတယ်။ FA ဖလားကအာဆင်နယ်အတွက်သမိုင်းဝင်အောင်မြင်မှုတွေကိုများစွာပိုင်ဆိုင်ထားတဲ့ပြိုင်ပွဲတစ်ခုဖြစ်တာအကြောင်းမလို့ဒီလိုမျိုးစောစီးစွာထွက်ခွာခဲ့ရတာကမင်းဝထုတ်ကြရဖြစ်လာခဲ့ပြီးတော့လာမယ့်ရာသီမှာလည်းဒီပြိုင်ပွဲကိုပို့ပြီးတော့အလေးထားဖို့လိုအပ်ကြောင်းပြသလိုက်ပါတယ်။အဲနောက် EFL ဖလားမှာတော့အာဆင်နယ်ကဆီမီဖိုင်နယ်ထိတက်ရောက်နိုင်ခဲ့ပါတယ်။တတိယဆင့်မှာ Bolton Wanderers ကို 5-1 နဲ့ဆိုရာဆင့်မှာ Preston ကိုအဝေးကွင်းမှာ3-0နဲ့နိုင်ရရှိခဲ့တာကပြိုင်ပွဲပေါ်မှာအာရုံစိုက်မှုရှိကြောင်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ဒါမဲ့လည်းဇန်နဝါရီနဲ့ဖေဖော်ဝါရီလမှာနယူကာဆယ်ယူနိုက်တက်ကိုအိမ်ကွင်းမှာ2-0နဲ့အဝေးကွင်းမှာ2-0နဲ့နှစ်ကြော်လုံးရှုံးနိမ့်ခဲ့တာကြောင့်မလို့ဖိုင်နယ်ကိုတက်ရောက်ဖို့အတွက်အခွင့်အရေးတွေကဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ဒီနောက်တဲ့ UEFA ချန်ပီယံလိအုပ်စုအဆင့်မှာအာဆင်နယ်ရဲ့အဝေးကွင်းရလဒ်တွေအနေနဲ့အတလန်တာနဲ့ဇီးတည်ရကြရီအင်နာမီလန်ကိုတော့1-0နဲ့ရှုံးနိမ့်ပြီးတော့စပိုရင်းကို5-1နဲ့အနိုင်ရရှိပြီးဂီရိုနာ FC ကိုတော့2-1နဲ့နိုင်ရရှိခဲ့တာပါ။အိမ်ကွင်းမှာတော့ PSG ကို2-0နဲ့နိုင်ရရှိခဲ့ပြီးတော့ Shakhtar Donetsk ကိုတော့1-0နဲ့ AS Monaco ကို3-0နဲ့အနိုင်ရရှိခဲ့တာကြောင့်မလို့အုပ်စုပထမနဲ့နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့ပါပြီ။16သင်းအဆင့်မှာတော့ PSV Eindhoven ကိုအဝေးကွင်းမှာ7-1နဲ့ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးတော့အိမ်ကွင်းမှာတူတူတည်ရကြခဲ့တာကြောင့်မလို့ကွာတာဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ကွာတာဖိုင်နယ်မှာ Real Madrid ကိုအိမ်ကွင်းမှာ3-0နဲ့အဝေးကွင်းမှာ2-1နဲ့နိုင်ရရှိခဲ့တာကအသင်းရဲ့ဥရောပပြိုင်ပွဲတွေမှာခြေစွမ်းကောင်းကိုပြသနိုင်ခဲ့တာလို့ပြောရမှာဖြစ်ပါတယ်။ဒါမဲ့ဆီမီဖိုင်နယ်မှာတော့ Paris Saint-Germain ကိုအိမ်ကွင်းမှာ1-0နဲ့အဝေးကွင်းမှာ1-2နဲ့ရှုံးနိမ့်ခဲ့တာကြောင့်မလို့ချန်ပီယံလိခီးစဉ်ကဒီစဉ်မှာပဲရပ်တန့်ခဲ့ရပါတယ်။အသင်းရဲ့အပြောင်းရွှေ့ရေးကြောင်းထပ်မံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီရာသီအာဆင်နယ်အသင်းရဲ့အပြောင်းရွှေ့မှာ Emile Smith-Rowe, Eddie Nketiah နဲ့ Aaron Ramsey တို့လိုကစားသမားတွေထွက်ခွာသွားခဲ့ပြီးတော့ Ricardo Calafiori နဲ့ Mikel Merino လိုမျိုးအရေးသွေးရှိတဲ့ကစားသမားအသစ်တွေရောက်ရှိလာခဲ့ပါတယ်။ဒါ့အပြင် Ryan Sterling ကို Chelsea ကနေပြီးတော့အငှားနဲ့ခေါ်ယူခဲ့တာကတိုက်စစ်ပိုင်းကိုအားဖြည့်နိုင်ခဲ့ပါတယ်။တရားဒီမှာအာဆင်နယ်အသင်းရဲ့ကစားသမားတဦးချင်းစီရဲ့စွမ်းဆောင်ရည်ကလည်းအသင်းရဲ့ရလဒ်တွေအတွက်အရေးပါတဲ့အခန်းကဏ္ဍနေပြီးတော့ပါဝင်ခဲ့ပါတယ်။ Brentford ကနေပြီးတော့ရောက်ရှိလာခဲ့ရတာကအာဆင်နယ်ရဲ့ဂိုးသမားအဖြစ်ပုံမှန်နေရာယူနိုင်ခဲ့ပါတယ်။သူ့ရဲ့တည်ငြိမ်တဲ့လက်စွမ်းအနေနဲ့ဘောလုံးကို6နဲ့ကင်တွယ်နိုင်မှုတွေကခန်းစစ်ကိုအများကြီးအထောက်အကူဖြစ်စေခဲ့ပါတယ်။ဘေးကိုနေပါတဲ့မှတ်တမ်းကောင်းတွေလည်းပိုင်ဆိုင်ထားပါတယ်။ဒရန်ကနေပြန်လာပြီးတဲ့နောက်စလီဘာကအာဆင်နယ်ရဲ့ဘိုးခန်းစစ်မှာမရှိမဖြစ်ကစားသမားတယောက်လိုမျိုးဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ခိုင်မာလုံးနဲ့ကာကွယ်မှုအမြန်နှုန်းနဲ့ဘောလုံးကိုတင်ငိမ်စွာပေးပို့နိုင်မှုတွေကအသင်းရဲ့ခန်းစစ်ကိုအားကောင်းစေခဲ့လို့ပြောရပါလိမ့်မယ်။ပြီးတော့ချန်ပီယံလိပွဲတွေမှာဆိုရင်သူ့ရဲ့စွမ်းဆောင်ရည်ကတမူထူးခြားပြီးတော့ပို့ပြီးတော့ထင်ရှားခဲ့တာပါ။ဂျူရီယန်တေမာကရာသီအစမှာဒဏ်ရာရရှိခဲ့ပေမဲ့ပြန်လာတဲ့အချိန်မှာခန်းစစ်ရဲ့ဘယ်နေရာမှာမဆိုကစားနိုင်တဲ့သူ့ရဲ့အရေးချင်းကိုပြသနိုင်ခဲ့တယ်။
သူ့ရဲ့တည်ငြိမ်မှုနဲ့တိုက်စစ်ကိုပါဝင်ကူညီနိုင်မှုတွေကအသင်းအတွက်အရေးပါပါတယ်။ဂါဘရီယယ်ကစလီဘာနဲ့တွဲဖက်ပြီးတော့ဗဟိုခန်းစစ်မှာအားကိုးရတဲ့ကစားသမားတဦးဖြစ်နေပါတယ်။ပြိုင်မဲ့တိုက်စစ်မှုတွေကိုဖိအားပေးနိုင်စွမ်းနဲ့လေတွေကဘောလုံးတွေကိုကာကွယ်နိုင်စွမ်းတွေကထူးချွန်လွန်းပါတယ်။ဗန်ဝိုင်းအနေနဲ့ညာနောက်ခံနေရာမှာပုံမှန်ကစားသမားဖြစ်တည်ရှိနေပြီးတော့တိုက်စစ်ကိုလည်းမကြာခဏပါဝင်ကူညီလေးရှိပါတယ်။သူ့ရဲ့တည်ငြိမ်တဲ့ကစားဟန်နဲ့အသင်းအတွက်ပေးဆက်ကစားတဲ့စိတ်ဓာတ်ကအရေးပါပါတယ်။မာရီအော်ဒီဂတ်ကတော့အသင်းကောင်းဆောင်ဖြစ်ပေမဲ့အရေးကြီးတဲ့ပွဲတွေမှာခြေစွမ်းပြနိုင်မှုအားနည်းခဲ့တာကိုတွေ့ရပါတယ်။သူ့ရဲ့ဖန်တီးမှုစွမ်းရည်နဲ့တိုက်စစ်ထိုးပေါက်ပေးနိုင်မှုတွေကအရေးပါပြီးမြဲလေပို့ပြီးတော့တည်ငြိမ်တဲ့စွမ်းဆောင်ရည်ကိုလိုအပ်ပါတယ်။အဲဒီနောက်မှာဝက်ဆန်ကနေပြီးတော့ရောက်ရှိလာတဲ့ Rice ကလည်းကွင်းလယ်ခန်းစစ်မှာအင်အားတောင့်တင်းမှုကိုပေးစွမ်းနိုင်ခဲ့ပါတယ်။ဘောလုံးကိုပြန်လည်ရယူနိုင်စွမ်းကွင်းလယ်ကိုထိန်းချုပ်နိုင်စွမ်းနဲ့တိုက်စစ်ကိုစတင်ပေးနိုင်စွမ်းတွေကအသင်းအတွက်အလွန်ကိုမှအရေးပါပါတယ်။နိုင်ငံပြဿနာတွေနဲ့ရုန်းကန်ခဲ့ရပေမဲ့ပါတီဟာကြမ်းခိုင်လာချိန်မှာတော့ကွင်းလယ်ကိုတည်ငြိမ်နိုင်စေတဲ့အရေးချင်းတွေရှိပါတယ်။သူ့ရဲ့ခွန်အားနဲ့ဘောလုံးကိုဖျက်ထုတ်နိုင်စွမ်းကအရေးပါပါတယ်။ဖာဘီယိုဗီယာရာကအရေးကြီးရှိတဲ့ကွင်းလယ်ကစားသမားတူဖြစ်ပေမဲ့လည်းပုံမှန်ပွဲထွက်ခွင့်ရဖို့တော့ရုန်းကန်နေကြရပါတယ်။သူ့ရဲ့ဖန်တီးမှုစွမ်းရည်ကိုပို့ပြီးတော့ထုတ်သွင်းနိုင်ဖို့လိုအပ်ပါတယ်။ရီယယ်ဆိုစီတက်ကနေပြီးတော့ရောက်ရှိလာတဲ့မီရီနိုကကွင်းလယ်မှာတိုက်စစ်တဲ့ခံချက်ကိုချိတ်ဆက်ပေးနိုင်တဲ့ကစားသမားကောင်းတူဖြစ်ခဲ့ပါတယ်။သူ့ရဲ့ဘောလုံးထိန်းချုပ်မှုနဲ့ပေးပို့မှုတွေကအသင်းရဲ့ကစားပုံကိုပုံမကောင်းမွန်စေခဲ့ပါတယ်။အသင်းရဲ့အဓိကတိုက်စစ်လက်နက်ဖြစ်တဲ့စာကာကညာတောင်မှာထိုးချုံတဲ့ခြေစွမ်းကိုပြသနိုင်ခဲ့တယ်။ဂိုးတွေသွင်းယူနိုင်ခဲ့သလိုဂိုးဖက်တီးမှုတွေကိုလည်းပြုလုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အရေးကြီးတဲ့ပွဲတွေမှာပို့ပြီးတော့ထိရောက်ဖို့လိုအပ်ပါတယ်။ဘေးတော်မှာမာတင်နယ်လီကလင်မြန်တွက်လက်တဲ့တိုက်စစ်ကစားဟန်နဲ့ပြိုင်ဘက်နောက်တန်းကိုချင်းချောက်နိုင်စွမ်းရှိပါတယ်။ဂိုးသွင်းယူနိုင်မှုကလည်းတိုးတက်လာတာကိုတွေ့ရပါတယ်။တိုက်စစ်မှာတော့ Harvest ကပုံမှန်နေရာမရပေမဲ့ရတဲ့အခွင့်အရေးတွေမှာအသင်းအတွက်အရေးပါတဲ့ဂိုးတွေကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။သူ့ရဲ့ဘောလုံးကိုကင်တွယ်နိုင်မှုနဲ့လေတွေကဘောလုံးစွမ်းရည်တွေကအသုံးဝင်ပါတယ်။ဒါပေမဲ့တိုက်စစ်ပိုင်းမှာပို့ပြီးတော့တည်ငြိမ်တဲ့ခြေစွမ်းကိုပြသဖို့အတွက်လိုအပ်ပါတယ်။လီယန်ဒရိုထရိုဇာကတိုက်စစ်ရဲ့ဘယ်နေရာမှာမဆိုကစားနိုင်တဲ့အရေးချင်းရှိပြီးတော့အရေးပါတဲ့အချိန်ဒီမှာဂိုးသွင်းယူပေးနိုင်ပါတယ်။အဲဒီနောက်ထပ်ပြီးတော့ပြောချင်တာကအာဒီတာပါ။အာဒီတာကဒီရာသီမှာပြောင်းလဲပြင်းလွယ်ရှိတဲ့ viewer တွေကိုအသုံးပြုခဲ့တာကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်။အဓိကအပြင်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီဘောလုံးကိုပိုင်ဆိုင်ပြီးတော့တိုက်စစ်စင်တဲ့ကစားဟန်ကိုအခြေခံထားတာပါ။နောက်တန်းအနေပြီးတော့တည်ငြိမ်စွာဘောလုံးကိုစတင်တိဆောက်ပြီးတော့ကွင်းလေကိုတစ်ဆင့်ချင်းပေးပို့ပြီးတော့တိုက်စစ်ကိုတိဆောက်လို့ရှိပါတယ်။ဇင်ချန်ကိုရဲ့ကွင်းလေကိုဝင်ရောက်ပါဝင်ကစားနိုင်တဲ့ပုံစံကဒီတိဆောက်မှုမှာအရန်အရေးပါတယ်။ Rice ပါတီနဲ့ Odegaard တို့ပါဝင်တဲ့ကွင်းလေကပြိုင်ဘက်ရဲ့တိုက်စစ်ကိုဟန်တာဖို့နဲ့ဘောလုံးပြန်လဲရယူဖို့အဓိကတာဝန်ယူရပါတယ်။ Odegaard ရဲ့ဖန်တီးမှုနဲ့ Rice ရဲ့ခွန်အားကအရန်အောင်မှာအရေးပါပါတယ်။တောင်မန်ကစားသမားတွေဖြစ်ကြတဲ့စာကာနဲ့မာတင်နယ်လီတို့ရဲ့လင်းမြန်မှုနဲ့တဦးတည်းကြော်ဖြတ်နိုင်စွမ်းကိုအသုံးချပြီးတော့တိုက်စစ်ကိုဖန်တီးတယ်။ Harvest ကတိုက်စစ်ရဲ့အလယ်မှာပုံမှန်မဟုတ်တဲ့တိုက်စစ်မှုဖြစ်ကစားပြီးတော့လေတွေကဘောလုံးတွေမှာအားသာချက်ယူလေးရှိပါတယ်။ပြီးတော့အသင်းရဲ့ခံစစ်ပုံစံလေးတစ်ချက်ပြောချင်သေးတယ်။ဒီကျွန်တော်တို့ဘောလုံးဆုံးရှုံးသွားတဲ့အခါမှာမြန်မြန်ဆန်ဆန်နဲ့စူးစီးပြီးတော့ခံစစ်ကိုပြန်လဲတိဆောက်ကြရလဲမြင်ခဲ့ရတယ်။စလီဘာနဲ့ဂါရီယယ်တို့ရဲ့ဘိုးခံစစ်အတွဲကလည်းအလွန်မှခိုင်မာပြီးတော့ပြိုင်ဘက်ရဲ့ထိုးဖောက်မှုကိုလည်းကောင်းကောင်းဟန်တားနိုင်ခဲ့ပါတယ်။အာဒီတာကပွဲချင်းဒီပေါ်မှာမူတည်ပြီးတော့ကစားသမားတွေကိုလဲလေယာနဲ့ viewer ကိုပြောင်းလဲရမျိုးတွေလုပ်လို့ရှိတယ်။တိုက်စစ်ကိုပို့ပြီးတော့အားပြုခြင်းတဲ့အခါမှာထရိုဇာလိုမျိုးကစားသမားမျိုးကိုထည့်သွင်းပြီးတော့အသုံးပြုလို့ရှိပါတယ်။ဒီခဲ့တာဖြစ်ပါတယ်။မန်စီလိုအသင်းမျိုးနဲ့အပြိုင်ဆိုင်ရှင်ပြိုင်နိုင်ခဲ့တာကလည်းအားရစရာကောင်းလာပါတယ်။ချန်ပီယံလိမှာလည်းဆီမီဖိုင်နယ်ထိတက်ရောက်နိုင်ခဲ့တာကနှစ်ပေါင်းများစွာကြာပြီးမှပြန်လည်ရရှိခဲ့တဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ဥရောပရဲ့ထိပ်တန်းအသင်းတွေနဲ့ရှင်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာကိုလည်းကျွန်တော်တို့ပြသနိုင်ခဲ့တယ်။ခဲစစ်ပိုင်းကအရင်ရာသီထက်ပုံမပြီးတော့တည်ငြိမ်လာခဲ့ပြီးတော့ပေးကိုအရေးအတွက်ကလည်းအယောက်မှနေပါခဲ့တယ်။စလီဗာနဲ့ဂါဘရီယယ်တို့ရဲ့ဘိုးခံစစ်တွေကအယောက်အားရကြကောင်းတယ်။ဝေဖန်စရာအချက်တွေကိုပြောရမယ်ဆိုလို့ရှိရင်တော့အရေးကြီးတဲ့ပြိုင်ပွဲတွေမှာဖလားမရရှိခဲ့တာကတော့တော်တော်လေးစိတ်ပျက်စရာကောင်းပါတယ်။ပရီးမီးယားလိမှာချန်ပီယံဆုကိုလက်လွတ်ခဲ့ရသလိုပြည်တွင်းဖလားတွေမှာလည်းပဲမျှော်လင့်ထားသလောက်မစွမ်းဆောင်နိုင်ခဲ့ပါဘူး။တိုက်စစ်ပိုင်းမှာလည်းဂိုးသွင်းယူနိုင်မှုပုံမတည်ငြိမ်မှုလိုအပ်ပါတယ်။တရားဒီလုံးမှာဂိုးအများဆုံးသွင်းတဲ့သူက6သာရှိတာကတိုက်စစ်ပိုင်းရဲ့အားနည်းချက်ကိုပြသနေပါတယ်။အသင်းကောင်းဆောင် Odegaard အနေနဲ့အရေးကြီးတဲ့ပွဲတွေမှာပို့ပြီးတော့ဦးဆောင်နေတဲ့စွမ်းဆောင်ရည်ကိုပြသဖို့လိုအပ်ပါတယ်။အဝေးကွင်းခြေစွမ်းကအိမ်ကွင်းလောက်မတည်ငြိမ်တာကိုတွေ့ရပါတယ်။အရေးကြီးတဲ့အဝေးကွင်းပွဲတွေကိုအနိုင်ရရှိဖို့ပို့ပြီးတော့ကြိုးစားဖို့လိုအပ်ပါတယ်။အနာဂတ်မျှော်လင့်ချက်မှာဒီယာသီးရဲ့အတွေ့အကြုံကနေပြီးတော့သင်ခန်းစာယူပြီးတော့လာမယ့်ယာသီမှာအသင်းရဲ့အားနည်းချက်တွေကိုပြုပြင်နိုင်လာမယ်ဆိုရင်တော့အာဆင်နယ်အသင်းဟာစူပလာတွေကိုစင်ခေါ်နိုင်တဲ့အသင်းတစ်သင်းဖြစ်ဆက်လက်ရပ်တည်နိုင်မှာသေချာပါတယ်။တိုက်စစ်ပိုင်းကိုအားဖြည့်ဖို့အရေးသွေးရှိတဲ့တိုက်စစ်မှုအသစ်တအူးကိုခေါ်ယူနိုင်မယ်ဆိုရင်အသင်းရဲ့တိုက်စစ်ပိုင်းကပို့ပြီးတော့အန်နီရရှိလာမှာဖြစ်ပါတယ်။အသင်းရဲ့လူငယ်ကစားသမားတွေရဲ့တိုးတက်မှုကလည်းပဲအနာဂတ်အတွက်အလားအလာကောင်းတွေကိုပေးစွမ်းနိုင်ပါတယ်။အချို့အပြည့်ဆိုရမယ်ဆိုလို့ရှိရင်တော့2024-2025ရာသီကအာဆင်နယ်အတွက်တိုးတက်မှုတွေရှိခဲ့ပေမဲ့စူပလာနဲ့အဆုံးသတ်နိုင်ခဲ့ခြင်းမရှိတဲ့ရာသီတစ်ခုပဲဖြစ်ပါတယ်။မန်နေဂျာမီဂယ်အာဒီတာကစူပလာနဲ့ဝေးနေတာကြောင့်မလို့ဝေဖန်မှုတွေခံခဲ့ရပေမဲ့လက်ရှိအသင်းရဲ့တိုးတက်မှုတွေကိုမြင်နေရသူတွေကတော့သူ့ကိုဆက်လက်ပြီးတော့ယုံကြည်နေကြပါတယ်။
ဒါမဲ့အပြောင်းရွှေ့ကာလမှာအသင်းကိုအားပြေးဖို့ကအရေးကြီးရလို့သူတို့ကယုံကြည်ကြပါတယ်။ဒါမဲ့ရာသီမှာဒီထက်ပိုကောင်းတဲ့ရလဒ်တွေကိုပြည်သက်တွေကမျှော်လင့်နေကြပါတယ်။ Forever Ghana ပါ